ဇလန်လေးရဲ့အစမှာတော့ရှင်းရှင်းလိုက်ရဲ့မိုင်3000အတွင်းဝင်ထွက်သွားလာခွင့်ကိုပိတ်ထားလိုက်ပြီးကာကွယ်စီချကကျူးကျော်လာတဲ့သူရှိရင်လည်းတပ်ဖို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။ကျောင်းရင်းကတော့ဂိုင်းကျိုးသူတော်စီချီရန်ကနတ်ဖြစ်တော်မှာမို့လို့နောက်ရှက်သားစီများကိုမလိုလားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ယူရဲကစာနေတစ်ဆိုင်ထဲမှာဖန်ခံနိုင်ရတဲ့မိုင်နာမျိုးကရင်ဆန်းဆိုတဲ့မိစ္ဆာတူဟာသူဟုတ်ဖို့ဘလောက်ချက်ကြောင်းစာခွဲပြီးပြောဆိုနေပါတယ်။သူတော်စင်ချီရန်နတ်ဖြစ်တော်မှာကိုတလောကလုံးကကြည်နေမှာမို့သူလည်းရမ်းကြည့်ချင်ကြောင်းဟုတ်ဖို့စားပြီးရင်သူ့လူပေးဖို့ရှိကလူငယ်လေးကိုတောင်းဆိုနေပါတယ်။ထိုလူငယ်လေးရဲ့နာမည်ဟာလောက်ရွဖြစ်ပြီးချင်းရှမ်းကိုင်းရဲ့ပါရမီရှင်လူငယ်တယောက်လည်းဖြစ်ပါတယ်။ပါရမီအလွန်ထူးချွန်လွန်းလို့ကိုင်းရဲ့ကြီးကဲတော်တော်များများကတပည့်ဖြစ်ခေါ်ခြင်းနေကြတဲ့လူငယ်တယောက်လည်းဖြစ်ပါတယ်။ထိုချိန်မှာပဲအပြင်ဘက်ကလူတယောက်ရောက်ရှိလာပြီးမိစ္ဆာရင်ဆန်းတက်ပြလိုက်ပါတယ်။ကိုလူဟာချင်းရှမ်းကိုင်းရဲ့ကြီးကဲတူဖြစ်ပြီးသူ့ရဲ့ဆရာတော်ကြီးလည်းကြည်ရန်နှက်ဖြစ်တော့မှာမလို့အရေးကြီးတဲ့ချိန်မှာမိုင်ဟနာမျိုးကမိစ္ဆာကိုမောက်မှဝင်ပြူထားရသလားဆိုပြီးသူ့ရဲ့တပည့်တွေကိုဆွနေခဲ့ပါတယ်။မိစ္ဆာရင်ဆန်းဟာချင်းရှမ်းကိုင်းရဲ့ချင်းထောင်ထဲကနေလွတ်မြောက်လာတာဖြစ်လို့လိုက်ရွက်ကဖမ်းဆီးထားခြင်းဖြစ်ပါတယ်။နောက်ဆင်းရောက်တဲ့လူမရှိရာနေ့တစ်ထောင်ရှိပြီဖြစ်လို့တတိုင်းပြည်လုံးသားမကဒီမာရေးဘက်ကဂိုင်းပေါင်းဆောင်ကလာရောက်ကြည့်ရှုကြပါတယ်။မိုင်ယနာမျိုးကပရိုဟစ်ကြီးနဲ့နောက်ပင်လယ်နတ်သားရှင်တွေရောက်ရှိလာခဲ့ပြီးတိုက်ပွဲဖြစ်နေကြပါတယ်။ဒီဝက်ချက်တီပြင်းနေလာရွယ်ဟာဘာကူမှကင်းမဆိုင်စိတ်မဝင်စားတဲ့ပုံနဲ့မိစ္ဆာရင်ဆိုင်ရဲ့နောက်ဆွဲကမြို့ပြင်ကိုဥတီသွားနေပါတယ်။ချင်းရဟာဓာတ်တစ်ချက်နဲ့ကောင်းကင်ကိုဖြိုခွင်းကနတ်ပြည်သွားရဲ့လမ်းကိုတင်ကျဲဖွင့်လိုက်ပါတယ်။ကောင်းကင်ဟာလင်းလက်တပ်ပတ်လာပြီးပြည်သူပြည်သားများကလည်းချင်းရင်ကိုကာရဝပြူကနတ်ပြည်ပို့ဆောင်ပေးလိုက်ကြပါတယ်။နောက်တစ်ခါမှတော့တိုင်ကူတစ်ခုတွေကရေကန်လေးရဲ့ဘေးမှာလူတစ်ယောက်ဟာနောက်ထပ်နေပေါင်းများစွာအလို့ရှို့အုံမှမို့လို့ကျော်တုံးမို့မှာလဲလျောင်းနေတဲ့လူကိုအားကြမိကြောင်းပြောဆိုကသူလူရဲ့တစေပြားနဲ့ဒါဝိညာဉ်ကိုယူပြီးကူပြင်းဘက်ကိုထွက်လာခဲ့ပါတယ်။ရွာလေးတရွာရောက်တဲ့အခါမှာတော့ရွာသားတွေကသူ့ကိုကြည့်ကတယောက်နဲ့တယောက်တီတူပြောဆိုနေကြပါတယ်။ရွာသားတစ်ယောက်ကရုပ်ချောပြီးတိုင်းရင်နဲ့နူးညံ့တာကြောင့်မြို့တွေကမြို့တခင်လေးဖြစ်ရမယ်လို့ပြောကနောက်တစ်ယောက်ကလည်းနတ်ဆွမ်းအင်းနဲ့ပြည့်နှက်နေတာကြောင့်နတ်စီယာဖြစ်ရမယ်လို့ဆိုကထင်ကြီးပေးနေကြပါတယ်။နတ်စီယာဆိုရင်သူတို့လိုဆင်းရဲတဲ့ရွာငယ်လေးကိုလာမှမှုကြောင်းငင်းခုန်နေကြပါတယ်။အဲ့ဒီချိန်မှာရွာလူကြီးရောက်ရှိလာပြီးနတ်စီယာကိုဂါရဝပြုနှုတ်ဆက်လိုက်တော့ကြောင့်ရွာသူရွာသားများကလည်းတူထောင်နှုတ်ဆက်ကြပါတယ်။သူဒီရွာမှာရဲနှင်းငင်နေထိုင်လို့ရမလားလို့မေးတော့သူတို့ရွာကအလွန်ဆင်းရဲတာကြောင့်နတ်စီယာနေဖို့တိတ်ဆိတ်တဲ့နေရာမရှိဘူးလို့ရွာလူကြီးကဆိုပါတယ်။အဲ့ဒီနောက်သူရဲ့နာမည်ဟာကျင်းကျူဖြစ်ချောင်းပြောပြီးရွာလူကြီးကိုရွှေပြားနဲ့ငယ်ထုတ်ပြီးကကလေးတယောက်နားလာပြီးနာမည်မြင်လိုက်ပါတယ်။သူ့ရဲ့နာမည်ကလျှို့ပေါင်ကန်းဖြစ်ပြီးတက်က10နှစ်လို့ပြောတော့နာမည်ကနားထောင်လို့မကောင်းဘူးဆိုကခုကစားပြီးလျှို့စစ်ဆွေလို့နာမည်တစ်ပေးလိုက်ပြီးထိုကလေးနဲ့တူနေမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်အိမ်မှုကိစ္စရင်းနဲ့စဘာချဟင်းချက်စားတာတွေကိုတင်ခိုင်းနေတာကြောင့်ပေါက်ကန်းတယောက်နားမလဲဖြစ်နေပါတယ်။ပြီးတော့တစ်ချက်ကြည့်လိုက်ရုံနဲ့သူများရဲ့ထက်သားအောင်လုံးနိုင်တဲ့အတွက်အံ့ဩနေပါတယ်။ဘာလို့ဒါတွေတင်ယူနေရလဲလို့မေးတော့သူဟာလူသားပုံစံပြောင်းပြီးလေ့ကျင့်နေရကြောင်းဖြစ်ပြီးသူကအလွန်ကြီးကြီးရဲ့လူမှုတင်မဲတင်ချင်တာမလုပ်ချင်ဘူးလို့ဆိုပါတယ်။ဒါဆိုရင်တခင်လေးကဘာကျွမ်းချင်တာလဲလို့မေးလိုက်တော့သူဟာဖြတ်တာနဲ့ခုတ်တာကျွမ်းကျင်တယ်လို့ဆိုပါတယ်။သူ့ကိုတာမန်လူသားတွေရဲ့အလုပ်ကိုတင်ပေးနေတာကြောင့်သူလည်းနတ်တမ်းပညာတင်ပေးမယ်လို့ကြေပြုလိုက်ပါတယ်။နောက်တစ်ခါမှတော့ချင်းချင်းကိုင်းအတွင်းပိခုတောင်မှဖွက်လာတဲ့မိုးချိုးတစ်သားနှစ်ခုပြောက်သွားခဲ့ပြီးတိုက်တိုက်ဆဆိုင်သူ့ရဲ့ဂန်းချုံဆရာတူညီလေးရဲ့ဆရာကမိုးချိုးတစ်သားကိုတုံးပြီးမိုင်ယနာမျိုးရဲ့ဝိညာဉ်လွဲတိုင်းနဲ့ဓာတ်ထောင်တွေကနေထွက်ပြေးသွားပါတယ်။သူ့ရဲ့ဆရာတူညီလေးလိန်ဖို့ယုံကလည်းခိုးကြောင်ခိုးဝဲထောင်းထဲသွားလာနေတာကြောင့်မိုးချိုးတစ်သားခိုးတဲ့တရံခန်းနဲ့ဆက်ဆက်နေတယ်ဆိုပြီးတောင်တခင်ကမြေရောက်ခန်းထဲမှာချုံနှောင်ထားလိုက်ပါတယ်။